မင်္ဂလာပါဗျာစိတ်တိုရင်အသက်တော်တယ်ဆိုတဲ့စကားကိုလူကြီးတွေစီကကျွန်တော်တို့ခဏခဏကြားဘူးကြမှာပါဒါဟာရိုးရအယူဆတတ်တတ်ပဲလားဒါမှမဟုတ်တကယ်ပဲတတ်တယ်ပြကြတာသိပ္ပံနီးကြစိတ်ပညာအမှန်တရားလားဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့စိတ်အခြေအနေကခန္ဓာကိုယ်ကျန်းမာရေးကိုဘယ်လိုမျိုးဓာတ်ရိုက်ကြီးစိုးမိုးချဲလွယ်နေတယ်လဲဆိုတာကိုစိတ်ဝင်စားဖို့ရှင်းပြပေးတော့မှဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာ ကဲကျွန်တော်တို့စိတ်ဖိစီးမှုတန်းကိုခံရတဲ့အခါဓမ္မဘဟုဒေါသထွက်လာတဲ့အခါမှာခန္ဓာကိုယ်ထဲကနေကော်တီဇောလို့ခေါ်တဲ့ stress hormone လေအလုံးရင်းနဲ့ထွက်လာပါတယ်တကယ်တော့တမိုင်းမတက်ပြီးခစ်တုံကတော့ဒီ hormone ဟာတော်ရိုင်းတရိษံတွေနဲ့ရင်ဆိုင်ရတဲ့အခါတိုက်မလားပြေးမလားဆိုတဲ့ဆုံးဖြတ်ချက်ကအသက်ကဖိခဲ့တာပါဒါပေမဲ့အခုခေတ်မှာတော့အလုတ်ဖိစီးမှုနဲ့လူမှုရေးပြဿနာတွေကြောင့်ဒီ hormone တွေဟာခန္ဓာကိုယ်ထဲမှာအမြဲတမ်းအော်နေတယ်လို့ဖြစ်နေပါတယ်။ဒါဟာအင်ဂျင်တစ်လုံးကိုခဏလေးမှအနားမပေးပဲအမြဲတမ်း full speed မောင်းနှင်ထားတယ်လို့မျိုးအန်ဒီရဲ့ကြည့်လာပါတယ်ဗျာ ဒီလိုမျိုး stress တွေခန္ဓာကိုယ်ထဲမှာအမြဲကိန်းကောင်းနေဘာတွေဖြစ်လာမလဲပထမဆုံးအနေနဲ့သွေးတိုးလာမယ်နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တက်လာပါမယ်ဒုတိယချက်ကတော့ကိုယ်ခန္ဓာစနစ် immune system ကိုအားပြော့သွားစေတာကြောင့်ရိုးရိုးအေးမိတာအစယောဂပိုးလေးကိုမခုခံနိုင်တော့ပါဘူးဒါတွေမကသေးပဲအစာရင်ယောဂအိတ်မပျော်တာနဲ့မှတ်ရန်ချွေရင်းတာတွေအထိဆက်ဆက်ဖြစ်သွားနိုင်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ဗျာစိတ်တိုခြင်းဆိုတာတင့်ခန္ဓာကိုယ်ကိုအတွင်းထဲကနေတဖြည်းဖြည်းချင်းလောင်ကျွမ်းစေတဲ့မီးတောက်တစ်ခုပါပဲဒါဆိုရင်ဒီပြဿနာကိုဘယ်လိုကုသမလဲဒီနေရာမှာရှေးခေတ်ကတည်းကတည်ရှိခဲ့တဲ့ mindfulness တတိတရားဟာအထီးရောက်ဆုံးစိတ်တစ်ခွက်ဖြစ်လာပါတယ်ကျွန်တော်တို့ရဲ့စိတ်ကိုအနာဂတ်အတွက်ပူပန်တာအတိတ်အတွက်နောင်တရတာတွေကနေဆွဲထုတ်ပြီးလက်ရှိ present moment မှာထားလိုက်တာနဲ့ခန္ဓာကိုယ်က cortisol ထုတ်တာကိုချက်ချင်း short ချပေးလိုက်ပါတယ် okay ဒီနေ့ကို9မိနစ်လောက်ပဲဖြစ်ဖြစ်မိမိရဲ့အသက်ရှူမှုကိုတတိကတ်ကြည့်တာဟာစေးတောက်เสียမလို့ပဲသွေးဖိအားကိုကျဆင်းစေပြီးအုံနှုတ်ကိုအကောင်းဆုံးအနားပေးလိုက်တာပဲဖြစ်ပါတယ်ကျမ်းမာရေးဆိုတာအပြင်ပန်းကြည်ကောင်းယုံတွေမကပါဘူးအတွင်းစိတ်အေးချမ်းဖို့ကလည်းအဓိကကြပါတယ်တင်းရဲ့စိတ်ကိုပညာရှင်ဆန်ဆန်စီမံခန့်ခွဲပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ပါစေအခုလိုကျမ်းမာရေးဘ ഹു တုတတွေကိုတိပ္ပံနီးကြဆွေးနွေးတင်ဆက်မှုတွေထပ်မံကြည့်ရှုခြင်းတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာလန်းရွှင်ကြပါစေဗျာ